ဆိုတော့ကျွန်တော်ဒီ Linux video သင်ခန်းစာ session တစ်ခုလုံးမှာ Linux command line နဲ့ပတ်သက်ပြီးတော့ကျွန်တော် beginner တယောက်သိထားရမယ့်အပိုင်းပေါ့နော်ဆိုတော့ beginner တယောက်သိတဲ့ command တွေအကုန်လုံးကျွန်တော်သင်ပေးခဲ့ပါတယ်နော်ဆိုတော့ဒါကတော့ကျွန်တော်သင်ပေးခဲ့တာကကျွန်တော်တို့ဒါbeginner တွေသိတဲ့အပိုင်းကိုကျွန်တော်ကွက်ပြီးတော့သင်ပေးခဲ့တာပေါ့နော်ဆိုတော့ကျွန်တော်နောက်ထပ်သိရမယ့် command တွေလည်းအများကြီးရှိသေးတယ်လို့နောက်ထပ်ကျွန်တော်တို့ဒီဆိုတော့ administration tools တွေ permission တွေနော်ကျွန်တော်တို့ဒီ folder structure တွေကျွန်တော်တို့အများကြီးနောက်ထပ်ပြီးတော့သိဖို့လိုသေးတယ်နော်ဆိုတော့ကျွန်တော်ခံမှန်းကြည့်ရမယ်ဆိုကျွန်တော်နောက်ထပ်3ပုံ2ပုံလောက်ကျွန်တော်ထပ်ပြီးတော့လေ့လာရအောင်မှာဖြစ်ပါတယ်ပေါ့နော် Okay ဆိုတော့အခုကျွန်တော်သင်ပေးထားခဲ့တာလောက်သိပြီဆိုရင်ကျွန်တော်တို့ကဒီ Linux ကိုကောင်းကောင်းမွန်တည်တည်ချာချာသုံးတတ်ပါပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ course မှာကျွန်တော် install ဆွဲတာတွေလည်းပြောပြခဲ့တယ်ဆိုတော့ကျွန်တော်တို့ဒီ command တွေလည်းကျွန်တော်တည်ချာပြောပြခဲ့တယ် option တွေလည်းပြောပြခဲ့ပါတယ် Okay ဆိုတော့ကျွန်တော်တို့အရှိသင်ခန်းစာမှာတော့ကျွန်တော်တို့ nano ဆိုတဲ့ editor ကိုသုံးပါတယ်ဆိုတော့ဒီသင်ခန်းစာမှာတော့ကျွန်တော် v နဲ့ fin အကြောင်းပြောပြပါမယ်ဆိုတော့ v ကဒီ editor နှစ်ခုစလုံးကကျွန်တော်တို့ဒီ nano ထက်နည်းနည်းလေးပိုပြီးကောင်းတယ်နော်ဆိုတော့ nano ထက် v ကပိုကောင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒီ v ထက် fin ကပိုပြီးတော့ကောင်းပါတယ်နော် fin editor ပိုပြီးတော့ကောင်းတယ်ဆိုတော့v နဲ့ fin နဲ့အတူတူပဲဆိုတော့အတူတူပဲဆိုတော့ကျွန်တော်တို့ဒီ shortcut တွေတူတယ်လို့ပြောချင်တာပေါ့နော်ဆိုတော့လုံးဝချွတ်ဆိုကြီးတူတာတော့မဟုတ်ဘူး fin ကကျတော့ v ကိုမှပို့ပြီးတော့ကောင်းအောင်လို့ကျွန်တော်တို့ modify လုပ်ထားတယ်ပြင်ထားတာပေါ့နော်ဆိုတော့GUI ပါလာတယ်ကျွန်တော်ပြီး performance တွေပိုကောင်းမယ်နော် Okay ဆိုတော့ powerful ပိုဖြစ်မှာပေါ့နော်ဆိုတော့ဒီလိုကိစ္စမျိုးကြီးဆိုကျွန်တော်တို့ fin နဲ့သုံးတယ်ဆိုတော့ကျွန်တော်တို့ပိုပြီး smooth ဖြစ်တယ်ပေါ့နော်v ကကျတော့ lightweight ဖြစ်တယ် nano လိုပဲ lightweight ဖြစ်တယ်ဒါပေမဲ့ nano ထက်ပိုကောင်းတယ်နော် Okay ဆိုတော့ကျွန်တော်တို့ဒီမှာကမှတ်ရမယ့် shortcut ကတစ်ခုကိုသိရင်ကျွန်တော်နောက်ထပ်တစ်ခု automatic သိပါတယ်နော်တစ်ခုသိပြီဆိုရင်နောက်တစ်ခုသိရဒါကြောင့်မို့ကျွန်တော်ကတော့ fin ကိုပဲသင်ပေးသွားမယ် v ကတော့ကျွန်တော်တို့ဒီတိုင်းလိုက်စမ်းကြည့်ုံနဲ့သိပါနော် Okay ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဗာပြောပြစရာရှိလဲဆိုတော့ကျွန်တော်တို့ဆိုတော့ v နဲ့ fin မှာပေါ့နော်ဆိုတော့ကျွန်တော်တို့အသုံးချတဲ့အခါမှာကျွန်တော်တို့ fin ကကြတော့ automatic ပါမလာတတ်ဘူး v ကကြတော့ငကိုတည်းကဒီ server တွေမှာကျွန်တော်တို့ဒီ operating system တွေမှာပါလာပြီးသားဖြစ်နေတတ်တယ်နော်ဆိုတော့ fin ကပါမလာဘူးမပါလာဘူးဆို install ဆွဲရဖို့များပါတယ်နော်ဆိုတော့ကျွန်တော်လည်းအခုဒီမှာ install ပြန်ဆွဲရပါတယ်နော်ဆိုတော့ okay ဆိုတော့ကျွန်တော်လက်တွေ့တွေစမ်းသပ်ကြည့်အောင်ပေါ့နော် Okay v ရတဲ့ဥပမာကျွန်တော် example လုပ်ပြမယ်ဥပမာကျွန်တော်ကကျွန်တော်တို့folder တစ်ခုရင်ဆောက်လိုက်ပါဘောနော် mkdir ကျွန်တော်တို့ v fin folder ဆိုပြီးကျွန်တော် folder တစ်ခုဆောက်လိုက်ပါမယ်နော်ကျွန်တော် cd v fin နဲ့ကိုသွားလိုက်မယ်ပြီးရင်ကျွန်တော်တို့file define ဆောက်လိုက်ပါဘောနော်ဆိုတော့ကျွန်တော်တို့ပုံမှန်အဖြစ်ကျွန်တော်တို့ file ဆောက်တယ်ဆို text ဘောနဲ့ဆောက်တယ်ဘောနော်ဒီမှာကျွန်တော်မလိုတော့ဘူးတခါတည်းပဲ file ဆောက်တယ်အဲ့ဒီ editor လေးတန်းဝင်တယ်ဘောနော်ဆိုတော့ဒါတော့အရှိမသိပြီးသားပါကျွန်တော် nano မှာတော့သိပြီးသားဘောနော်ဆိုတော့ကျွန်တော်တို့ v ကျွန်တော်တို့v file 1လို့ကျွန်တော်ရေးလိုက်ပါနော် v file 1 text ဆိုကျွန်တော်ရေးလိုက်တယ်နော်ဆိုပြီးကျွန်တော် i ကိုနှိပ်လိုက်ရင်ကျွန်တော် insert mode ထဲဝင်သွားတယ်နော်ဆိုတော့ပြီးကျွန်တော် ASCII ကိုနှိပ်ရင်ကျွန်တော်ဒါပြန်ထွက်တယ်ပေါ့နော်ပြန်ထွက်ဆိုတော့ဒီ insert mode ဆိုတာကျွန်တော်ဒီဟာကိုရေးခွင့်ရှိရပါတော့ဒီ file ကျွန်တော်ပြင်ခွင့်ရှိရပေါ့ဆိုတော့ပြင်ခွင့်ရှိတယ်ဆိုတော့ပြင်ရေးလို့ရတယ်ပေါ့နော်စာရပါရေးလို့ရပါတော့ဒီမှာဆက်ထားပါတော့ကျွန်တော်စာကြောင်းရေးလိုက်တယ်ပေါ့နော်ဆိုတော့ပြီးရင်ကျွန်တော်တို့ASCII နဲ့ကျွန်တော်ပြန်ပြီးတော့ထွက်လိုက်တယ်ပေါ့နော်ဆိုတော့ထွက်လိုက်တယ်ဆိုတော့ကျွန်တော်လုံးဝထွက်လိုက်တာမဟုတ်ဒါဒီဟာကိုကျွန်တော်စက်မရေးတော့ဘူးလို့ပြောချင်တာပြီးရင်ကျွန်တော် full color နဲ့ကျွန်တော်ထွက်တယ်ပေါ့နော် quit ထွက်မယ်ဆိုရင် quit ထွက်မယ်ဆိုရင်ကျူလို့ပဲရေးလို့မရအောင်ဆိုတော့ save ပြီးထွက်မယ်လို့ပြောချင်တာပြောတော့ wq လို့ကျွန်တော်ပြောပြီးတော့ကျွန်တော်ထွက်ရတယ်ပေါ့နော်ဆိုပြီး enter ခေါက်ချလိုက်ဆိုတော့ကျွန်တော်တို့ cd cut နဲ့ v file 1ကိုကျွန်တော်ပြန်ပြီးကြည့်မယ်ဆိုရင် this is the Burma ဆိုကျွန်တော်ပြန်ပြီးတော့ data ပြန်ရလာတယ်ပေါ့နော် okay v ကကျွန်တော် install ဆွဲစရာမလိုဘူးတော်တော်များများ server တွေတော်တော်များများပါပြီးသားပါဒါကြောင့်မလို့ကျွန်တော် v ကိုကျွန်တော်ကတော့မသိလိုက်မှာဆိုလို့ပေါ့နော်ကျွန်တော်ပုံမှန်အဖြစ်တော်များများ nano နဲ့ fin နဲ့ပဲသိကြတယ် v ကိုမသိတကယ်တော့ v က fin ရဲ့ parent ပေါ့နော်v ကိုအခြေခံပြီးတော့မှ fin ကထွက်လာတယ်နော်ဆိုတော့ဘာဖြစ်လို့ပြောပြရလဲဆိုတော့ကျွန်တော်တို့တချို့ဟိုဟာဒီမှာကျွန်တော်တို့ fin ကိုသုံးကြည့်ကိုက fin ကိုသုံးကြတယ်ဒါပေမဲ့ fin က install ဆွဲလို့လည်းမရအောင်ဘာဖြစ်လို့လဲဆိုတော့တချို့ operating system မှာကျွန်တော်တို့ permission မပေးဘူး install ဆွဲခွင့်မပေးဘူးအဲ့လိုလုပ်လို့မရဘူးပေါ့နော်ဆိုတော့အဲ့လိုလုပ်လို့မရတဲ့ folder အဲ့လိုလုပ်လို့မရတဲ့ operating system တွေရှိတယ်ဟိုမှာ web service တွေရှိတယ်နော်အဲ့လို service တွေကြာရင်ကျွန်တော်တို့ကဒါကြီးသုံးလို့မရဘူးဆိုရင်ကျွန်တော်လည်းဘာမှလုပ်လို့မရတော့ဘူးကျွန်တော်တို့ဖြစ်ချင်တဲ့ process တွေcron job တွေရေးလို့မရတော့ဘူးပေါ့နော်ဆိုတော့ okay အဲ့တော့ကျွန်တော်တို့ကကျွန်တော်ဖြစ်ချင်တဲ့အလုပ်တွေ target တွေကိုကျွန်တော်ပြီးအောင်လုပ်ဖို့ဆိုရင်ကျွန်တော်တို့ကဒီ editor ရသုံးလို့ရအောင်နော်ဆိုတော့အဲ့လိုအခြေအနေမျိုးဆိုရင်ကျွန်တော် video သုံးပါမဟုတ်ဘူးဒီတိုင်းပဲကိုယ့်ရဲ့ Linux မှာဒီတိုင်းပဲပေါ့ပါရေးချင်တယ်
ကောင်းပုံရေးချင်တယ်ဆိုရင်တော့ fin ကိုသုံးပေါ့နော် okay အဲ့ fin ကိုသုံးမယ်ဆိုကျွန်တော် fin နဲ့သုံးပေါ့နော် fin ပြီးရင်ကျွန်တော် fin file လေးပေါ့နော် okay ဆိုတော့ကျွန်တော်တို့ဒီမှာပြဿနာတစ်ခုရှိသေးတယ်ဘာလဲဆိုတော့ကျွန်တော် fin ကမရှိဘူးကျွန်တော် install ဆွဲပြီးသားဒါပေမဲ့အခုမှစလေ့လာနေတဲ့သူတွေကတော့မရှိမှမဟုတ်ဆိုတော့ရှိမရှိသိကြတယ်ဆိုရင်ကျွန်တော် fin dash br sign version ဆိုပြီးကျွန်တော်စစ်ကြည့်ပါနော်sorry ဒီမှာ vin dash version လို့စစ်ရင်ဒီလိုမျိုးကျွန်တော်အများကြီးပေါ့နော်နည်းနည်းဖတ်နည်းနည်းခက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့စစ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာတစ်ခုကတော့ကျွန်တော် vin dash v လို့ပဲစစ်လိုက်ပါနော် okay dash v ကနည်းနည်းလေးပို့ပြီးတော့ဒီမှာ file နဲ့ရောက်သွားပြီးတော့သူကဒီမှာကျွန်တော်တို့9.1 ဆိုတဲ့ version နော်ဒီ version ပေါ့နော်ဆိုတော့ဒါကိုသူပြရပါနော် okay အဲ့ဆိုကျွန်တော်တို့က full column တန်းရေးလို့ရနော်ဒီမှာကျွန်တော်ထွက်ချင်တယ်ဆိုရင် full column q ကိုနှိပ်လိုက်ကျွန်တော်တို့ဒါဆိုရင်ထွက်လို့ရပါနော် okay ဆိုတော့ဒါဆိုကျွန်တော်ရှိရပါတော့မရှိတဲ့လူတွေကဘာလုပ်မှာလဲဆိုတော့ကျွန်တော်အရှိမသင်ပေးခဲ့တယ်လို့ပဲ sudo apt install ကျွန်တော်ဗာလဲဆိုတော့ fin ပေါ့နော်ဒီလို install step နော်အဲဆိုတော့ကျွန်တော်ကတော့ဒီမှာ ubuntu ကိုသုံးပြနေတာဖြစ်တဲ့အတွက် sudo ပေါ့နော်ဆိုတော့ကိုယ့်ရဲ့သက်ဆိုင်ရာLinux operating system တွေ MacBook ဆိုလဲ brew ပေါ့နော်ဆိုတော့ကျွန်တော် Android ဆိုလဲ pkg ပေါ့ကိုယ့်ရဲ့ package manager ကိုအသုံးချပြီးတော့ဒါ install ဆွဲရမှာဖြစ်ပါတယ် okay အဲ့ install ဆွဲတဲ့အခါမှာလည်းပြဿနာရှိနိုင်တယ်နော်တစ်ခါလေကျရင် install ဆွဲရကြာလာရွယ်ဖြစ်နိုင်တယ်ဆိုတော့ terminal ကိုပိတ်ပြန်ဖွင့်ပြန်လုပ် terminal ဖွင့်ပြန်ဖွင့်ပြန်လုပ်ပေါ့နော်ကြာတော့ပါလိမ့်မယ်ဆိုတော့မြန်ပါတယ် install ဆွဲတာတကယ်ရရင်မြန်တယ်ဟိုနည်းနည်းinternet ကမကောင်းတာတွေပါလို့နော်ဆိုတော့အကြောင်းမျိုးကြောင့်ဆိုရင်တော့ကျွန်တော်နည်းနည်းတော့ကြာနေတတ်ပါတယ်နော် okay ဆိုတော့ဒါကတော့ကျွန်တော်တို့ဒါ install ဆွဲလို့ရတဲ့နေရာတွေပေါ့နော်ဆိုတော့ဒါ install ဘယ်လိုဆွဲမလဲပေါ့နော်ဆိုတော့ okay ကျွန်တော်ဒီမှာကျွန်တော်တို့ sudo apt update လုပ်ပြီးရင်မလုပ်လဲရပါမဖြစ်ဘူးနော် sudo apt install fin ပေါ့နော် sudo တွေကနေကျွန်တော် install လုပ်မယ်ဆိုတော့တခြားကျွန်တော်တို့operating system တွေသုံးမယ်ဆိုရင်လည်းကျွန်တော်တို့သုံးလို့ရပါနော် okay ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ကဒီမှာ fin ကို install လုပ်မှာပေါ့နော် dnf install okay နော်ဆိုတော့ဒါတော့သူက GUI နဲ့ဒီရ node editor ပါပဲကျွန်တော်တို့ကွန်ပျူတာမှာရှိရဲကျွန်တော် notepad plus တို့ notepad တို့လိုမျိုးပဲသူကလည်းဒါ editor ပဲပေါ့နော်ဆိုတော့ဒါတော့ဒါရဲ့ကြောင်းနဲ့မဆိုင်ဘူးနော်ကျွန်တော်အဓိကခုနကဒီ command ထဲမှာလုပ်တဲ့ဒီ editor ကိုလိုချင်တာနော် okay ဆိုတော့ကျွန်တော်တို့ဒီမှာလည်းပဲသွားပြီးတော့နောက်တစ်ခါထပ်ပြီးတော့ခုနကလို့ဒီခါကျကျွန်တော် fin ကိုသုံးပါပေါ့နော် fin file 1ပေါ့နော် fin file 1.touch ပေါ့နော် okay ဆိုတော့ကျွန်တော်တို့ insert တော့ကျွန်တော်တို့တခုရေးချင်တယ်ဆိုရင်တော့ ion နှိပ်လိုက်ဒါဆိုအောက်မှာ insert ဆိုပြီးတော့ဒီအောက်မှာပြလိမ့်မယ်ဆိုတော့အဲ့ချိန်ကျရင်ကိုရေးချင်တာရေး this is the content writ write and by fin ပေါ့နော် okay ဆိုတော့ကျွန်တော်တို့ပြန်ထွက်မယ် ASCII ကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ full column wq နဲ့ကျွန်တော်တို့ထွက်နော် okay wq ကကျွန်တော် write လုပ်လိုက်တယ်ဒါပြီးရင်ကျွန်တော်တို့ quit လုပ်တယ်ပေါ့နော် okay ဆိုတော့ကျွန်တော်နောက်တစ်ခါပြန်ဝင်မယ်ဒီခါကျကျွန်တော်ဘာမှမရေးဘဲနဲ့ကျွန်တော်က full column q not နဲ့ကျွန်တော်ထွက်နော်ဆိုတော့ဘာမှမရေးထားဘူးဆို q not နဲ့ထွက်လို့ရတယ်ရေးထားရဆိုရင်တော့ wq နဲ့ထွက်ပေါ့နော်ဆိုတော့ okay ရေးထားပြီးတော့ q not နဲ့ထွက်ရင်တော့နည်းနည်းလေးအလုပ်နည်းနည်းရှုပ်တယ်ဟိုအထက်ပြန်ရောက်သွားတာပေါ့ဖြစ်တယ်တော့ပေါ့နော်အဲ့တော့ကိုယ့်အခြေအနေလေးပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ဒါသုံးဖို့လိုအပ်ပါတယ်နော် okay ဆိုတော့ကျွန်တော်ဒီမှာဟိုတခု recommend ပေးချင်တာကတော့ကျွန်တော်ဒီမှာကျွန်တော်က note တွေမှတ်ထားပါတော့ဆိုတော့ဒါပေမဲ့ကျွန်တော်လည်းမသုံးပါဘူး note တွေကကျွန်တော်ရိုင်းပဲမှတ်ထား note မရှိတာအထက်ရှိတာပိုကောင်းတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ခေါင်းထဲမှာမှတ်မထားပါဘူးကျွန်တော်ခေါင်းထဲမှာကျွန်တော်ဘာပဲမှတ်ထားလဲဆိုတော့ကျွန်တော်ဒီ exit save and exit လုပ်တဲ့ wq ရဲ့မ save ဘူးเนาะကျွန်တော်ရေးတယ်မ save ဘူးနောက်တစ်ခုကကျွန်တော် edit ချင်တယ်ဆိုရင် i ကိုမှတ်တယ်ဆိုတော့ edit မလုပ်ချင်ဘူးဆိုရင်ကျွန်တော် ASCII နှိပ်လိုက်တယ်ပြန်ထွက်တယ်ပေါ့နော်ဆိုတော့ဒါပါပဲအဲ့တော့နောက်ဆုံးကိုစာကြောင်းရဲ့နောက်ဆုံးကိုသွားခြင်းတယ်ဆိုရင်တော့ကျွန်တော်ဒေါ်လာဆိုင်ကိုသုံးတယ်ဆိုတော့ကျွန်တော်တို့ဒီမှာတစ်ချက်လေးရောအဲ့ဟာလေးကိုကျွန်တော်ချက်ပြလိုက်ပါမယ်နော်ဆိုတော့ဥပမာပြန်ဝင်လိုက်နော်ဆိုတော့ဥပမာကျွန်တော်ရဲ့ဒီကာစာဒီမှာပေါ့နော်ဆိုတော့ပြီးတော့ကျွန်တော် okay ဆိုတော့ full column q not နဲ့ကျွန်တော်ထွက်လိုက်နော် okay မထွက်သွား okay ထွက်သွားပြီဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ကနောက်တစ်ခါပြန်ဝင်မယ်နော် okay ဆိုတော့ရှေ့ဆုံးမှာရှိနေပါနော်ဆိုတော့ရှေ့ဆုံးကကျွန်တော်နောက်ဆုံးရောက်ကျင်ကျွန်တော်ဒေါ်လာဆိုင်ကိုနှိပ်လိုက်နောက်ဆုံးရောက်သွားတယ်ဆိုတော့ဟုတ်ပြီဆိုတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ပြန်ပြီးထုတ်ပါမယ်နော်ဆိုတော့ကျွန်တော်တို့ ASCII ကိုနှိပ်လိုက် full column wq ပေါ့နော်ပြန်ပြီးထုတ်ဆိုတော့ကျွန်တော်ကဒီမှာဘာမှမရေးခဲ့ပါဘူးဒါပေမဲ့ wq နဲ့ပဲထွက်လိုက်တယ်နော်ဆိုတော့ okay အဲ့ဒါဒီမှာကျွန်တော် shortcut တွေအများကြီးမှတ်စရာမလိုဒီနည်းနည်းလေးပဲမှတ်အောင်ပါနော် okay ဆိုတော့ကျွန်တော်လည်းဒီကအကုန်လုံးလိုက်မသုံးဘာလို့ဆိုတော့ကျွန်တော်ခေါင်းထဲမှာလည်းမှတ်ရတဲ့ shortcut တွေအများများနေပြီဆိုတော့ကျွန်တော်တို့အကုန်လိုက်မသုံးဘူးပေါ့နော် okay so ဒါဆိုရင်ကျွန်တော်တို့ဒီ editor လေးကိုသုံးတတ်မယ်ထင်ပါတယ်ဆိုတော့သုံးတတ်ဖို့တော့လိုပါတယ်ဒီလားဘာဖြစ်လို့ဆိုတော့ဒီကောင်လေးကတခြား editor တွေပို့ပြီးတော့အဆင်ပြေတာမှုလို့ပေါ့နော်
okay ဆိုတော့နောက်တစ်ခုကကျွန်တော်ဒီမှာ line number တွေတတ်မှတ်တာတွေ line number ပြန်ဖြုတ်တာလေးကျွန်တော်ပြောပြပါမယ်နော်ဆိုတော့သူကဘယ်မှာရေးရတယ်လဲဆိုတော့ကျွန်တော်တို့ဒီမှာခုန file နဲ့ပြောင်းဝင်လာပြီပေါ့နော်ဝင်လိုက်မယ်ပြီးကျွန်တော် line number ရေးခြင်းလဲဆိုတော့ကျွန်တော် full column ကိုရေးလိုက်ပြီးရင်ကျွန်တော်တို့ set set number ပေါ့နော် set အနေနဲ့ရေးလိုက်ဒါဆိုကျွန်တော် line number ပေါ်လာပြီပေါ့နော်ဆိုတော့ okay ထားပါကျွန်တော်အောက်မှာကျွန်တော်တို့ icon နှိပ်ပြီးတော့သွားကြည့်မှာပေါ့နော်ဥပမာကိုဝေါ်ပေါ့နော်နော်ဆိုတော့ကျွန်တော်ဒီမှာလည်းပဲ cursor လေးကိုကျွန်တော်ဒီကိုရွှေ့ပြီးတော့ကျွန်တော်ဒီမှာ full stop လေးကျွန်တော်ထည့်လိုက်ပါတော့နော် okay ဒါကကျွန်တော် line number ကိုကြည့်ကျင်တယ်ဆိုရင်ကျွန်တော်ရေးလို့ရတယ် ASCII နှိပ်မယ်မဟုတ်ဘူးကျွန်တော်မကြည့်ကျင်ဘူးเนาะဆိုတော့မကြည့်ကျင်ဘူးဆိုရင် set no and new ဆိုပြီးတော့ရေးလိုက်ပြီเนาะဒါဆိုရင်ကျွန်တော်ခုန line number လေးပြန်ပြီးတော့ရောက်သွားပါလိမ့်မယ်เนาะလိုတော့မလိုအပ်ပါဘူးဒါပေမဲ့လိုရမယ်ပြောပြလိုက်တာဖြစ်ပါတယ်เนาะ okay ဆိုတော့ကျွန်တော်တို့ဒီနေ့သင်ခန်းစာကတော့ကျွန်တော်ဒီ text editor အကြောင်းပြောပြဖြစ်ပါတယ်ဆိုတော့ဒီ vein ကိုသိရင် v က automatic သိတယ်ဒါပေမဲ့ကျွန်တော်ပုံမှန်အလုပ်လေးတွေလုပ်တာလောက်ဆိုရင်တော့ကျွန်တော်တို့ဘာနဲ့သွားမလဲဆိုရင်ကျွန်တော်တို့တွေ vein နဲ့သွားမယ်နော်အဲ့တော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့က server ဘိုင်းပေါ်မှာကျွန်တော်တို့ဒီ web server တွေကျွန်တော်တို့ virtual private server တွေပြီးရင်ကျွန်တော်တို့hosting တွေပါကျွန်တော်တို့ဒီကိုယ့်ရဲ့ project တွေ deploy လုပ်ထားရပါညာပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးတွေမှာဆိုရင်တော့ကျွန်တော်တို့ view သုံးပေါ့နော် view ကပိုကောင်းတယ်ဘာလို့လဲဆိုတော့vein ကကျတော့ install ရှိကြမှာရှိတာ install လိုက်လို့နေလည်းမကောင်းဘူးပေါ့နော်ဆိုတော့အလုပ်တွေရှုပ်တယ်နော် okay ဟုတ်ပြီဆိုတော့ကျွန်တော်ဒီကနေထပ်မယ် full column sorry ASCII နေမယ် full column wq ပေါ့နော်ဆိုတော့ under ခေါက်ချလိုက်ပါ okay နော်ပြန်ဖတ်လိုက် okay ဆိုတော့ကျွန်တော် v နဲ့ vein အကြောင်းသိသွားပြီထင်ပါတယ်နော် okay ဆိုတော့ကျွန်တော်နောက်တစ်ခုအနေနဲ့ကျွန်တော်ဒီမှာ general command list အကြောင်းပြောပြအောင်တကယ် general command list တွေကအများကြီးရှိတယ်ကျွန်တော်တို့ဒီမှာကျွန်တော်သင်ပေးခဲ့တာလေးကိုပဲကျွန်တော်ပြန်ပြီးတော့ပြောပြဖြစ်ပါတယ်နော်ဆိုတော့ general command ဆိုတာဘာလဲဆိုတော့ခုနကလိုကျွန်တော်အရှိမသင်ပေးခဲ့တဲ့ command တွေလိုမျိုးoption တွေအများကြီးမရှိဘူးဒီအနောက်မှာ option တွေအများကြီးထည့်ရေးစရာမလိုဘူးနည်းနည်းပဲပေါ့နော်ဆိုတော့ရေးလိုက်တယ်ဒါနဲ့ပတ်သက်တဲ့ data ကြလာဒီလောက်ပဲပေါ့နော်ဆိုတော့ခက်စစ်မဟုတ်ဘူးဆိုတော့အဲ့လိုကိစ္စတွေဆိုကျွန်တော်ကဘာကိုသုံးသလဲဆိုတော့ကျွန်တော်တို့date ကိုသုံးတယ်ပေါ့နော်ကျွန်တော် date တို့နော် sorry general command ကိုသုံးတယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်ဒီ6ခုကကျွန်တော်သင်ပေးခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ mention ပြန်ပြီးတော့လုပ်ပေးထားပါတယ်နော်ဆိုတော့ date ကတော့ကျွန်တော်တို့အခုလက်ရှိရောက်နေတဲ့အချိန်ကိုပြောတယ် man ကကြတော့တစ်ခုခုအကြောင်းပေါ့နော်ဆိုတော့ကိုသုံးတဲ့ command တွေအကြောင်းကျွန်တော်ဖတ်ချင်တယ်ဆိုရင် man ကိုသုံးတယ်ဆိုတော့ history ကကြတော့ရေးခဲ့သမျှအကုန်လုံးပြန်ကြည့်ရင် history သုံးတယ် pwd ကကြတော့အခုလက်ရှိရောက်နေတာကိုကြည့်ရင် pwd သုံးတယ်okay so not ဒီမှာ line number လေးအကြောင်းပြောပြမှာပေါ့နော်ဆို okay ကျွန်တော်နောက်တစ်ခုထပ်ထည့်လိုက်ပါဦးမယ်ဝင်ထားပါ control D နဲ့ sorry ကျွန်တော်နောက်ထပ်တစ်ခုကကြာဘာလေးအကြောင်းပြောပြအောင်လဲဆိုတော့ကျွန်တော် not ပေါ့နော်ဆိုတော့ဒါလေးအကြောင်းပြောပြပါနော် okay ဆိုတော့အဲ့ဒီစမ်းကြည့်အောင်ပါနော်ဆိုတော့အဲ့ဒီစမ်းကြည့်အောင်ဆိုတော့ကျွန်တော်နောက်ဆုံးဒီ line number ရယ် what is ရယ်ပြီးရင်ကျွန်တော်ဒီ not နော် double not လေးအကြောင်းကိုကျွန်တော်ပြောပြပါနော် okay ဆိုတော့ line number ကိုကျွန်တော်တို့သုံးချင်တယ်ဆိုရင်တော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော် history ကိုအရင်ရေးမှရမယ်နော် history ပေါ့နော် history ရေးတဲ့အခါမှာကျွန်တော်တို့ကဒီမှာဘေးနားမှာကိုရေးခဲ့တဲ့ဒီ command history ရှိတယ်နော်ဆိုတော့အကယ်၍တစ်ခါတလေကြာရင်ကွာ history ကပြင်းတယ်ကွာကျွန်တော်ပြန်မရေးချင်ဥပမာထားပါ line number 923ဒီကုတ်ဆိုတာတော့ရှိတယ်နော်ပြန်မရေးချင်ဘူးပြန်မရေးချင်ဆိုကျွန်တော်ဒီမှာ not line number က922မှာ3ပြန်ရေးလိုက်အောင်ဒါပဲပြီးပြီနော်ဆိုတော့ဒီမှာတော့ကျွန်တော်ရေးတဲ့ command နဲ့ကျွန်တော်အခုလက်ရှိရှိနေတဲ့အခြေအနေနဲ့မကိုက်ညီတာဖြစ်တဲ့အတွက်ဒါ error ပြတာပေါ့နော်ဆိုတော့ထားပါတော့နော်ဆိုတော့သူမပြတဲ့နာပြရပေါ့နော် okay နော်အဲ့တော့ command ကိုပြန်မရေးချင်ဘူးနော်ရှိပြီးသားဟာ mention ပြန်ခေါ်ချင်တယ်ဆိုရင်တော့ knock ပြီးတော့ line number နဲ့ကျွန်တော်ပြန်ပြီးတော့ဒီက line number နဲ့ပြန်ပြီးတော့ရေးလို့ရတယ်နော် okay ဆက်ပြီးနောက်တစ်ခုဆိုတော့နောက်တစ်ခုကဥပမာထားပါတော့ကျွန်တော်ဥပမာ cut ပေါ့နော် fin file 1ပေါ့နော် fin file 1.touch ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါပြန်ရေးရပါနော် fin file 1.touch ကိုကျွန်တော်ထုတ်ကြည့်တယ်နော် okay ဆိုတော့fin file 1.touch sorry ကျွန်တော်ဆုံးမမှားသွားနော် fin file 1.touch ကိုကျွန်တော်ထုတ်ကြည့်ရပါနော် okay ဆိုတော့ကျွန်တော်ဒီမှာ data တွေတွေ့နော် okay ဆိုတော့ဥပမာထားပါတော့ကျွန်တော် history လို့ရေးလိုက်မယ် hist အောင် history လို့ရေးလိုက်မယ်ပြီးကျွန်တော် not လို့ရေးလိုက်နော်ဆိုတော့ဒါဆိုရင်ကျွန်တော်ကနောက်တစ်ခါ history ပဲထပ်ပြီးရေးတယ်ဥပမာထားပါတော့ကျွန်တော် cat ဆိုတော့ကျွန်တော်တို့ v folder ထဲမှာဆိုတော့ fin file 2.touch ဆိုပြီးကျွန်တော်ရေးလိုက်မှာပေါ့နော်ဆိုတော့ okay ကျွန်တော်တို့ရေးလိုက်မှာပေါ့နော်ဆိုတော့ okay ပြီးရင်ကျွန်တော်အထဲထဲကိုကျွန်တော်ဘာသွားလုပ်မလဲဆိုတော့ကျွန်တော် data သွားထည့်မယ်this is the new content of fin file 2ပေါ့နော် okay ဆိုတော့ကျွန်တော် under ခေါက်ချလိုက်မယ် control နဲ့ကျွန်တော်ထွက်လိုက်မယ်ပေါ့နော်ဆိုတော့ထွက်ပြီးကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့
cut နဲ့ကျွန်တော်ထုတ်ကြည့်ပါဦးနော် cut fin sorry cut fin file 2ကိုကျွန်တော်ထုတ်ကြည့်ပါမယ် okay ဆိုတော့ကျွန်တော်ပြန်မရေးချင်ဘူးကျွန်တော် not လို့ကျွန်တော်ရေးပြီးတော့အနားခောက်ချလိုက်ရုံပဲဒါဆိုကျွန်တော်ဘာဖြစ်လဲဆိုတော့အပေါ်ကကုတ်ပဲပြန်ကြလာပါနော်ဆိုတော့ okay ကျွန်တော် not ပဲပြီးအနားခောက်ချလိုက်ဆိုတော့အပေါ်ကဟာပဲပြန်ကြလာနော်အပေါ်ကခုနတည်းကမှရေးခဲ့တဲ့ comment တွေကိုကျွန်တော်ပြန်ပြီးလိုချင်တယ်နော်ဆိုတော့ပြန်လုပ်ချင်တယ်ဆိုရင်ကျွန်တော်က not ကိုကျွန်တော်သုံးလို့ရတယ်နော်ဒီ not နှစ်ခါရေးပြီးတော့သုံးလို့ရတယ်ဆိုတော့နောက်တစ်ခါကျ what if မဟုတ် sorry what is နော် what if ကကျွန်တော်ရုပ်ရှင် series ဒီဟာကျ what is ကကျကျွန်တော်ဒီ command တွေရဲ့ဒီ man ထဲမှာရှိတဲ့ကျွန်တော်ထိတ်ဆုံးမှာရေးထားတဲ့စာကြောင်းလေးကိုပြန်ပြရပါတော့ပြင်ထောက်ရကျွန်တော်ဒီမှာ clear လုပ်လိုက်ပါမယ်ဥပမာကျွန်တော် ls command ပေါ့နော် ls command ဆိုရင်ကျွန်တော် man ls လို့ကျွန်တော်ပြရတယ်ပေါ့နော် man ls ပေါ့အဲ့ဆိုရင် ls အဲ့ ls မှာထိတ်ဆုံးမှာကျွန်တော်ဒီမှာ list directory content ဆိုပြီးပြပေးရပေါ့နော် okay ဆိုတော့ကျွန်တော်ဒီကနေပြီးတော့ quit ထွက်မယ်ဆိုတော့ကျူနှိပ်လိုက်ပါ okay ဆိုတော့ကျွန်တော်အပေါ်ဆုံးကဒီ command ကဘာကြောင့်သုံးတာလဲဆိုတော့ပဲသိချင်တာဆိုရင်ကျွန်တော်တို့ဘာလုပ်ရုံလဲဆိုတော့ what is ကျွန်တော် ls လို့ရေးလိုက်အောင်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ list directory content နော်ဆိုတော့မှာ what is mkdir ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ sorry what is နော် what is ကို what စီဖြစ်သွားနော် what is mkdir okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာ mkdir မှာဆိုရင်လုံးဆောင်ချက်2မျိုးရှိရဲ directory စောက်တာရဲကျွန်တော်တို့ directory အများကြီးစောက်တာရဲ directory စောက်တာရဲပေါ့နော် so okay ဆိုတော့ကျွန်တော်တို့နောက်တစ်ခါwhat is ကျွန်တော်ပါရှိမလဲဆိုတော့ကျွန်တော်တို့ cd ပေါ့နော် cd အကြောင်းကြည့်နော်ဆိုတော့ cd ဆိုရင်what is cd ဆိုတော့တချို့ဟာတွေကကျွန်တော်ဘာဖြစ်လဲဆိုတော့မရှိဘူးဆိုတာပြောပြရနော်မရှိဘူးပေါ့နော်ဆိုတော့ okay ထားပါတော့ကျွန်တော်နောက်တစ်ခုထပ်ပြအောင်နော် what is rmdir ပေါ့ okay ဒါဆိုရင်ကျွန်တော်တို့ rmdir ကနော် okay ကျွန်တော်ဆုံးမမှာပြပြီနော် what is rmdir နော် okay မှာဆိုရင် rmdir ကဘယ်လိုသုံးလဲဆိုတော့ဒီမှာပြောပြနော်ဆိုတော့ okay အဲ့တော့ဒါရ general command ဖြစ်ပါတယ် general command ဆိုတော့အရင်ဘာမှထူးထူးခြားခြားမရှိဘဲနဲ့ဒီတိုင်းသူ့ပဲ single ဟိုပါပေါ့နော်ဆိုတော့သူ့ပဲတီးတန့်တည်ရှိနေတဲ့အရာမျိုးကျွန်တော်ကတော့ general commands လို့သတ်မှတ်ထားတယ်ပေါ့နော်ဆိုတော့ general commands တွေကလည်းနောက်ထပ်အများကြီးရှိတယ်ဆိုတော့ဒါတွေကကျွန်တော်တို့ခုဘာသာကို set star ကြီးဆက်ပြီးတော့လုပ်ကြည့်ပြီပေါ့နော် okay အဲ့တော့ဒီ course ပြီးတဲ့အခါမှာကျွန်တော် Linux နဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်လေးအခြေခံကောင်းကောင်းရောက်သွားမယ်ထင်ပါတယ်ဆိုတော့ဒီ course ကိုကျွန်တော်ဒီ lesson 40 ထိပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘာကြီးဆက်လုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီ Linux administration ကိုဆက်ပြီးလေ့လာလို့ရတယ်ဆိုတော့ကျွန်တော် networking ကိုဆက်လေ့လာလို့ရတယ်ပေါ့နော်ဆိုတော့ပြီးရင်ကျွန်တော်တို့ဒီ course တွေလုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ DevOps ဘိုင်းတွေလိုက်လို့ရတယ်ဆိုတော့ coding ဘိုင်းလိုက်မယ်ဆိုရင်လည်း coding ဘိုင်းဘက်မှာကျွန်တော်တို့ဆိုတော့ဒီ Linux လေ့လာထားတာကြီးအများကြီးအထောက်အကူပြုပါတယ်နော်ဆိုတော့ကျွန်တော် project တွေစောက်တဲ့အခါမှာကျွန်တော်တို့သူများထက်ပို့ပြီးတော့မြန်မြန်ဆန်ဆန် project တွေစောက်တာကြီးများလိမ့်မယ်file management တွေကျွန်တော်တို့ဒီ system management တွေမှာပို့ပြီးတော့ကောင်းလာပါလိမ့်မယ်နော် okay အဲ့ Linux ကအခုခေတ်မှာအကုန်လုံးရဲ့ဒီ base ဖြစ်နေတာဖြစ်တဲ့အတွက်ဒီအထိလေ့လာပြီးပြီဆိုရင်တော့ဒီ Linux ကိုအသုံးချပြီးတော့ဆိုတော့တနေရာရာကိုဆက်ပြီးတော့သွားနိုင်ဖို့မျှော်လင့်ပါနော်ဆိုတော့အဲ့တော့ကျွန်တော်တို့ Linux course ရဲ့ကျွန်တော်တို့course ကတော့ session ကပြီးပါပြီပေါ့နော်ဆိုတော့ဒီနေ့ကကျွန်တော်နောက်ဆုံး session ဖြစ်ပါတယ်နော်